နော်တရားဟောရင်လည်းတခြင်းတွေဆိုတယ်ရှိလားမရှိဘူးလားတရားဟောတယ်ဆိုတာဗုဒ္ဓရဲ့တရားကိုဟောမှာလေတခြင်းဆိုတာမဟုတ်ဘူးလေအဲ့တော့တရားဟောရင်လည်းတခြင်းတွေဆိုတယ်အပြောင်ပြက်တွေရည်စရာတွေချောက်ဟောတယ်အဲ့ဒါတွေဟာဓမ္မအဂါတော်ပဲတရားဓမ္မတွေသတိပြုဖို့နော်အေးဦးဇင်းတို့ဒါမာဂနန်ဆရာတော်ကြီးထောက်ပြထားတာဦးဇင်းသိတဲ့ဘောကြတယ်ယနေ့ကတရားဓမ္မတွေကတရားပွဲကျင်းပါတယ်နော်သိကောင်းတယ်ဦးဇင်းတို့သဘောကြတယ်ဒါပေမဲ့တရားပွဲမြန်မာနိုင်ငံမှာကျင်းပပြီမဲ့သာသနာတော်ကမတိုးတက်လာဘူးဆုတ်ယုတ်သွားတယ်ပို့ပြီးတော့မကောင်းလာဘူးလျှာလှော်ရင်နဲ့နစ်သွားတယ်တို့ပဲသာသနာလေကြီးကတဖြည်းဖြည်းနဲ့နစ်လာတယ်သာသနာတော်မှာဘာဖြစ်လို့နစ်သွားတာလဲဒီလောက်တရားနာနေကြတာဝါဒင်းအထူတရားပွဲတွေရောဝါပတရားပွဲတွေရောသုံးတာပဲဘာဖြစ်လို့လဲဆိုတော့ဘုရားရဲ့ဓမ္မအစစ်တွေကိုဟောကြားတဲ့ပုဂ္ဂိုလ်တွေလည်းနဲတယ်လူတွေနဲ့မရွေးတတ်ဘူးတရားပွဲပြင်ဘာပြင်လဲဆိုတော့ရည်စရာပြောတဲ့ဘုန်းကြီးကိုပြင်တယ်တခါကြီးတခါမကြီးတွေတရားကောင်းလားကောင်းတယ်ဘာဖြစ်လို့လဲရည်ရလို့ဟုတ်လားရည်ရရင်တရားကောင်းတယ်ဆိုပဲတခါဓမ္မတွေဘယ်လိုလုပ်ကြမလဲရည်ရရင်တရားကောင်းတယ်ဆိုတော့ကိုယ့်ရဲ့ level အစဉ်အတန်းကိုပြန်ကြည့်နော်အဲ့လိုလူမျိုးတွေကသာသနာတော်ကိုစောင့်ရှောက်နိုင်ပါမလားဘယ်နဲ့ရည်ရတာကိုတရားကောင်းပါတယ်ဆိုတော့ဥစဉ်ကပြောတဲ့အခါကျတော့လေရည်ချင်လို့ချင်းလူချင်းတော်ငှားလိုက်ပါလားလို့ဘုန်းကြီးဘာလို့ငှားနေပင့်နေသေးတော့ဘုန်းကြီးပင့်တယ်ဆိုတာရည်ချင်လို့လားတရားနာချင်လို့လားရည်ချင်ဘယ်သူ့ကိုငှားမလဲလူချင်းတော်ပဲငှားလိုက်မှာပေါ့လူချင်းတော်ပဲငှားလိုက်မှာလူချင်းတော်ငှားလို့သာသနာမပြတ်ဘူးလေဘုန်းကြီးကိုခေါ်ပြီးတော့ဟာတာပြောခိုင်းမှာပဲသာသနာပြတ်မှာပေါ့ဓမ္မအဂါရဝနော်အဲကြောင့်ရည်ချင်းလူချင်းတော်ကိုငှားပါတရားနာချင်းဘုန်းကြီးကိုပြတ်မှာနော်တတိပြုရမယ်